အချင်းထောင်အချုပ်ထောင်စကန်တီးတီးတို့မှာအကျဉ်းချခံနေရတယ်။နိုင်ငံသားအကျဉ်းသားအကျဉ်းသူ4335ဦးနဲ့နိုင်ငံသားအကျဉ်းသားအကျဉ်းသူ189ဦးစုစုပေါင်း4514ဦးတို့ကိုဒီနေ့မှာပြစ်ဒဏ်လွန်ကျင်းခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ဒီနေ့မှာတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးရှိအကျဉ်းထောင်အချုပ်ထောင်စကန်အသီးသီးမှာအကျဉ်းချခံနေကြရသောအကျဉ်းသားအကျဉ်းသူ4335ဦးတို့အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ100ရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြာခံရန်ကြန့်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြာခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်ရင်းတို့ကြာခံရန်ကြန့်ရှိသောပြစ်ဒဏ်များပေါ်လျှော့ပေါ့၍ပြစ်ဒဏ်လွန်ကျင်းခွင့်ပြုခဲ့ကြောင်းနှင့်နိုင်ငံသားအကျဉ်းသားအကျဉ်းသူ189ဦးတို့အားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်204ပုံမှန်ခွဲကကြီးရာရင်းတို့ကြာခံရန်ကြန့်ရှိသောပြစ်ဒဏ်များကိုလွန်ငင်းခွင့်ပြု၍ပြည်နှင်ပေးလိုက်ကြောင်းသိရပါတယ်။အကျဉ်းသားများအားလွှတ်ပေးရမှာအကျဉ်းထောင်ရုံးဆိုင်ရာမျိုးရှိလုံခြုံရေးနှင့်နေသက်ရေးဝန်ကြီးတိုင်းဒေသကြီးပြည်내ရဲတပ်ဖွဲ့မှုအကျဉ်းဦးစီးဌာနညွှန်ကြားမှုအကျဉ်းထောင်တာဝန်ခံအရာရှိသက်ဆိုင်ရာဒေသရှိခရိုင်မြို့နယ်အုပ်ချုပ်ရေးမှုများခရိုင်မြို့နယ်ရဲတပ်ဖွဲ့မှုများတရင်ရဲတပ်ဖွဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးတို့ပါဝင်တဲ့အဖွဲ့ဖြင့်ဆုံးမဩဝါဒစကားပြောကြား၍ထောင်လွှတ်လက်မှတ်ပေးရခဲ့ကြောင်းသိရပါတယ်။ပြည်ထောင်လွန်ငင်းခွင့်ရသူများနှင့်အကျဉ်းထောင်ရှိကိုလာရောက်ကြိုးဆိုတဲ့၎င်းတို့ရဲ့မိသားစုဝင်များမှာပျော်ရွှင်ကြည်နူးစွာဝိဖက်နှုတ်ဆက်ကြပြီးခရီးဝေးတော်ရောက်ကြမဲ့ပြည်ထောင်လွန်ငင်းခွင့်ရသူများအားဘူတာယုံတမောစိတ်ကားဂိတ်များကိုမော်တော်ယာဉ်များဖြင့်သက်ဆိုင်ရာပြည်내တိုင်းဒေသကြီးအစိုးရဖွဲ့များကလိုက်လံပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။ထို့တူပြည်ထောင်ကြခံနေရသောနိုင်ငံသားအကျဉ်းသားအကျဉ်းသူ189ဦးတို့အောင်နိုင်ငံချင်းချင်းမိတ်ဝတ်မပြတ်ဆက်ဆံရေးကိုရှေ့ရှု၍၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြာခံရန်ကြန့်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြာခံပါမည်ဟုသောစီကံကန့်သက်ချက်ဖြင့်ရင်းနှီးကြာခံရန်ကြန့်ရှိသောပြစ်ဒဏ်များပေါ်လျှော့ပေါ့ပြီးပြစ်ဒဏ်လွန်ငင်းခွင့်ပြု၍ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့သတင်းရရှိပါရခင်ဗျာ။